အိန္ဒိယနိုင်ငံနဲ့တိရိလင်္ကာနိုင်ငံတို့ရဲ့အကြားပင်လယ်ပြင်ထဲမှာတဘာဝအတိုင်းတည်ရှိနေပြီးအံ့ဩဖွယ်ကောင်းစွာတဘာဝလွန်တရားတစ်ခုသို့မဟုတ်ဟိန္ဒူကျမ်းစာတွေထဲမှာဖော်ပြထားတဲ့မြောက်တင်နဲ့ဟန္နုမန်မြောင်မင်းတို့တိဆောက်ခဲ့တဲ့ဟန္နုမန်တရားဒီတရားရဲ့အကြောင်းကိုကျွန်တော်ဒီဒဏ္ဍာရီအရာရောသိပ္ပံနည်းကြအကြပါချင်းကပ်ပြီးတော့ဒီဗီဒီယိုမှာကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့မေတ္တာရက်ခံပါတယ်ဗျအားလုံးဒီကပဲစလိုက်ကြရအောင်အားလုံးလည်းသိပြီးသားဖြစ်လောက်မှာပါဒီတရားကကျွန်တော်တို့ယာမာယနာဇတ်တော်ကြီးလို့ခေါ်တယ်ကျွန်တော်တို့မြန်မာအပါအဝင်ထိုင်းအင်ဒိုနီးရှားမလေးရှားဗီယက်နမ်ကမ္ဘောဒီးယားလာအိုစတဲ့နိုင်ငံတွေမှာရှိတဲ့ဒီယာမာယနာဇတ်တော်ကြီးနဲ့အဓိကပတ်သက်နေရပေါ့ဒီဇတ်တော်ကြီးမှာပါတဲ့ဒီဇက်ကောင်တွေအဓိကဇက်ကောင်တွေဖြစ်တဲ့ယာမမင်းသားလက္ခဏာမင်းသားတိရဒေဝီဒတဂီရီဘလူးမင်းတို့နဲ့ဆက်ဆက်နေတဲ့ဒီတရားရဲ့ဒဏ္ဍာရီရရှိတယ်ဒီတရားရဲ့ဒဏ္ဍာရီမှာဒဏ္ဍာရီအကြောင်းမပြောခင်ဒီဇက်တော်အကြောင်းနည်းနည်းလေးအနည်းငယ်ပြောပြပေးမယ်ဒီဇက်တော်မှာဗျာဒီဒတဂီရီဘလူးမင်းတိရဒေဝီမိဖုရားကိုချစ်ကြိုက်ပြီးတော့သူကဒီမိဖုရားရဲ့အချစ်ကိုရိုးသားသွားဖွင့်ဟတောင်းခံတဲ့အချိန်မှာမရဘူးဗျာချစ်ချုံသမားဖြစ်သွားတယ်နောက်သူကဒီတရားကြီးကိုသူအဖိတ်မဖြစ်ချင်တာနဲ့ဒီတိရဒေဝီမိဖုရားကိုဒီအိန္ဒိယနိုင်ငံကနေပြီးသူ့ရဲ့အစွမ်းတကိုးအစွမ်းနဲ့ပေါ့ဗျာတကိုးအဋ္ဌိပအစွမ်းနဲ့ဒီတိရိလင်္ကာနိုင်ငံကိုသူကသူ့ရဲ့တိုင်းပြည်တိရိလင်္ကာနိုင်ငံကိုသူကဖမ်းခေါ်သွားတယ်အဲ့ဒီအချိန်မှာဒီဖုန်းတကိုးကြီးမားတဲ့ယာမမင်းသားကလည်းသူ့ရဲ့ချစ်သူတိရဒေဝီမိဖုရားကိုပြန်လိုချင်တဲ့အခါကျတော့သူကဒီဒတဂီရီဘလူးမင်းကိုသူကအနိုင်တိုက်ရတော့မယ်အချိန်မှာသူတယောက်တည်းဒီအိန္ဒိယသမုဒ္ဒရာကိုဖျက်ပြီးတိရိလင်္ကာကိုသွားဖို့ဆိုတာဒါအမတန်ခက်ခဲတဲ့အကြောင်းအရာလို့ဖြစ်တယ်အဲ့ဒီအချိန်မှာသူကဘသူ့ကိုအကူအညီတောင်းလဲဆိုတော့ကျွန်တော်တို့ဖုန်းတကိုးနဲ့ဒီပြည်စုံတဲ့မြောင်မင်းဟန္နုမန်ကိုသူကအကူအညီသွားတောင်းတယ်တော့ဟန္နုမန်မြောင်မင်းကသူ့ရဲ့မြောက်စစ်တီနဲ့အတူဒီကြောက်တုံးနေနဲ့ဒီအိန္ဒိယသမုဒ္ဒရာကိုဖျက်ပြီးတော့အိန္ဒိယနိုင်ငံကနေပြီးတော့တိရိလင်္ကာနိုင်ငံကိုသွားဖို့တရားတစ်သိန်းတိဆောက်ခဲ့တယ်အဲ့ဒီတရားတစ်သိန်းကကျွန်တော်အခုဖော်ပြခေါင်းစဉ်မှာပြောခဲ့တဲ့ဒီဟန္နုမန်တရားပေါ့အဲ့လိုကနေသူဟိန္ဒူကျမ်းစာရေးထဲမှာဒီတရားကဟန္နုမန်တရားဖြစ်ပေါ်လာရဲ့လို့သူတို့ဖော်ပြထားတာကျွန်တော်တို့တွေ့ရှိရတယ်ဒီလိုအချက်လက်တွေကမှန်ကန်လားမမှန်ကန်လားဆိုတာဒါအိန္ဒိယနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရှေးဟောင်းသမိုင်းဝင်နေရာတွေမှာဆိုလို့ရှိရင်နိုင်ငံဆေးရေးပကြီးတွေမှာဒီတရားကိုမြောက်တွေကနေပြီးတော့စုပေါင်းပြီးတော့တိဆောက်နေတဲ့ပုံတွေထွင်းထူထားတာကျွန်တော်တို့တွေ့ရှိရတယ်ပြီးတော့လို့ဟိန္ဒူဘာသာဝင်အများစုကလည်းဒီတရားကြီးဟာဗျာသူတို့ဟိန္ဒူဘာသာအရာဆိုလို့ရှိရင်ဒီဟန္နုမန်မြောင်မင်းကဒီယာမနတ်ဖျားပေါ့ဒါယာမမင်းသားကနတ်ဖျားဟိန္ဒူဘာသာမှာနတ်ဖျားဆိုတော့ယာမနတ်ဖျားကိုကူညီဖို့အတွက်ဒီတရားကြီးကိုတိဆောက်ခဲ့တယ်လို့ဒါဟိန္ဒူအများစုကလက်ခံယုံကြည်ထားကြတယ်တစ်ဖက်မှာလည်းဒီတရားကိုသူတို့ကကျွန်တော်Google Map မှာကြည့်လို့ရှိရင်ကျွန်တော်တို့အာရန်တရားလို့ပေါ်နေတာတွေ့ရတယ်ဒီဟာကလည်းဒီခရစ်ယာန်တမန်ကျမ်းစာနဲ့ဆက်ဆက်နေရဲ့ဗျဒီကဘလို့ဆက်ဆက်နေလဲဆိုတော့ဗျာဒီဖျားသခင်ကဒီအာရန်ကိုနှင်ထုတ်တဲ့အိန္ဒိယကိုနှင်ထုတ်တဲ့အခါမှာအာရန်ကတိရိလင်္ကာဥယျာဉ်ကနေပြီးတော့ဒီတရားပေါ်ကဖျက်လျှောက်ပြီးတော့သူအိန္ဒိယကိုထွက်သွားခဲ့တယ်လို့ဒီခရစ်ယာန်သမားကျမ်းစာတွေမှာဖော်ပြထားတာတွေ့ရှိရတယ်ဗျပြီးတော့ကျွန်တော်သိပ္ပံနည်းကြချင်းကပ်ကြည့်ရအောင်သိပ္ပံနည်းကြချင်းကပ်မယ်ဆိုလို့ရှိရင် NASA ရဲ့ဖော်ပြထားတဲ့ဒီ Google Map ဓာတ်ပုံတွေထဲမှာဒီတရားကိုဒါ Aaron Beverly လို့ဖော်ပြထားတယ်ပြီးတော့ဒီတရားကအလျား30လောက်ရှိပြီးတော့ဒီနှစ်ပေါင်းကြာညောင်းပြီဖြစ်တဲ့အတွက်တချို့နေရာတွေမှာတော့ရေဖုံးလန်းသွားပြီးတချို့နေရာတွေမှာရေပြင်ပေါ်မှာပေါ်နေအောင်ထင်ရှားစွာတွေ့ရတယ်ဒါမယုံဘူးဆိုလို့ရှိရင်လည်းဒါ Google Map မှာသွားပြီးကြည့်လို့ရရဲပေါ့ပြီးတော့တမိုင်းတိကျတဲ့တမိုင်းမတန်တချို့ရဲ့အဆိုအရဆိုလို့ရှိရင်15ရာစုအလယ်လောက်ဒီတရားပေါ်ကနေပြီးတော့အိန္ဒိယနိုင်ငံကနေတိရိလင်္ကာနိုင်ငံကိုဖျက်ဆီးသွားလာလို့ရတယ်ဆိုတဲ့အချက်လက်တိကျတဲ့အချက်လက်တွေကိုဖော်ပြထားတာကိုတွေ့ရှိရတယ်တစ်ဖက်မှာသိပ္ပံပညာနဲ့ဒါထပ်ပြောရမယ်ဆိုလို့ရှိရင်ဒီတရားကသိပ္ပံပညာရှင်တွေတောင်မှတိကျစွာအဖြေရှာလို့မရသေးတဲ့တဘာဝလွန်တရားတစ်ခုလို့သတ်မှတ်ထားတာတွေ့ရှိရတယ်ဘလို့ပဲဖြစ်နေပါသေးဒဏ္ဍာရီအရာရောဒီအချက်လက်သိပ္ပံပညာအရာအချက်လက်တွေအားလုံးကိုစုပေါင်းပြီးကြည့်မယ်ဆိုလို့ရှိရင်ဘလို့လူတွေကဒီတရားကိုဘလို့နီးပညာနဲ့တိဆောက်ခဲ့လဲဆိုတာကိုအခုအချိန်ထိတော့ကျွန်တော်တို့မှတိကျတဲ့အဖြေမရှိသေးဘူးဒါပေမဲ့ဒီတရားကြီးကလုံးဝအံ့ဩဖွယ်ကောင်းစွာမေးခွန်းထုတ်စရာဖြစ်နေတယ်နောက်ဆုံးအနေနဲ့ဗျာဒီတရားကိုဘယ်သူပဲတိဆောက်ခဲ့သည်ဖြစ်ပါစေဘလို့ပဲအမည်နာမရဲ့တတ်မှတ်ပါစီဖြစ်ပါစေဘလို့လူမျိုးကဘလို့နီးပညာနဲ့တိဆောက်ခဲ့သည်ဖြစ်ပါစေဒီတရားရဲ့တမိုင်းဒဏ္ဍာရီနဲ့သိပ္ပံပညာရဲ့အကြားထဲမှာတော့ဒါလုံးဝလျှို့ဝှက်စမ်းကြတဲ့အရာတစ်ခုအဖြစ်ရှိနေတာတော့ကျွန်တော်တို့အားလုံးလက်ခံရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဒီဖဘောကို channel ကနေပြီးတော့ဘောလုံးသမိုင်းနဲ့ဒဏ္ဍာရီလာပုံမြင်တွေကိုသိပ္ပံနည်းကြချင်းကပ်ပြီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လုပ် like နှိပ် follow ရင်လုပ်ပေးဖို့မမေ့ကြပါနဲ့လို့တောင်းဆိုပါတယ်ကျွန်တော်ရဲ့ဒီချစ်ခင်လေးစားရပါတော့ပြည်သက်များအားလုံးကျမ်းမာချမ်းသာပြီးကိုယ်စိတ်နှပြရွှင်လန်းကြပါစေဗျာ